အကိုက the whole Burma first ရတာဘူးလေလို့ပြောဘူးလေပေါ့နော်အဲ့တော့ဒီပညာရေးနယ်ပယ်တွေကနေဒီစီးပွားရေးနယ်ပယ်တွေကိုရောက်လာဖို့ဘယ်လိုစိတ်ကူးတွေနဲ့ရောက်လာဖြစ်တာဟုတ်နံပါတ်1ကပထမဦးဆုံးကကျွန်တော်တို့ကဒီအတိတ်ကိုပြန်လှန်မယ်ဆိုရင်ကျွန်တော်က2004-5လောက်မှာကျွန်တော်တို့ကဆောင်းပွဲအောင်ပြီပေါ့နော်ကျွန်တော် physics chemistry eco တွေမှာကျွန်တော်ဘာသာစကားလုံးထွက်ပြီးတော့အမှတ်ပေါင်းအများဆုံးနဲ့အောင်ခဲ့တယ်ပေါ့နော်ပြီးတော့မှဒီတောင်းတက်လို့တက်တယ်ကျွန်တော်ဒီဘက် marine engineering ပွဲယူတယ် PE နဲ့အဲ့ခြားထဲမှာလည်းကျွန်တော်ကျောင်းမှာတော့ပညာရေးနဲ့ပတ်သက်ရင်အများနဲ့ထူးချွန်တဲ့သူတယောက်ဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့မှကျွန်တော်ကကလေးတွေစာသင်တဲ့အလုပ်တွေရယ်ကလေးတွေဆိုတာ10တန်း9တန်းအဲ့တက်ကလို့ပထမနေ့ဒုတိယနေ့ဆိုများသောအားဖြင့်ကပထမနေ့ကစာတော်တော်များများကကျောင်းနေရာတူတဲ့အတွက်မှာ physics တို့ maths တို့စသဖြင့်အင်္ဂလိပ်စာတို့ကျွန်တော်ဒီတက်ကိုခန်းနေလဲသင်ပေးတယ် GCE GCO SCD1 SCD2 တော်တော်များများပေါ့ IELTS TOEFL ကအစပေါ့နော်သင်ပေးခဲ့တဲ့ guide တွေလုပ်တယ်ဆရာအနေနဲ့လည်းသင်ပေးခဲ့တယ်ပေါ့နော်ကျောင်းပြီးတဲ့အခါမှာ marine engineering မှာ commissioning လို့လည်းခေါ်တယ်ကျွန်တော် internet survey အနေနဲ့လည်းကျွန်တော်စင်ကူမှာကလုပ်တော့နောက်ပိုင်းတော့ပညာရေးကအဆက်အသွယ်ပြတ်သွားတယ်ပေါ့နော်ပြန်ရောက်တဲ့အခါတော့ပညာရေးကအခမဲ့ပညာရေးနေတော့ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီ CSR အနေနဲ့မရှိတဲ့နေရာတွေကိုတော့သင်ကြားပေးတာအခမဲ့လုပ်ပေးတာကူညီပေးတာရှိတယ်ဆိုပေမဲ့ကျွန်တော်ပြန်ရောက်တဲ့အခါကျတော့ပညာရေးနဲ့ကျွန်တော်ပတ်စံမရှာတော့ဘူးဆိုပြီးကိုတန်တေးတန်ကြပြီးပညာရေးကိုတော့အခမဲ့ပညာရေးဖြစ်အောင်ကိုယ်တိုင်စပြီးအရင်ရှိလုပ်ပြီးကိုယ်တိုင်တရားရအောင်အခမဲ့ဖြစ်အောင်ကူညီပေးတယ်တစ်ဖက်ကနေအဲ့လိုကူညီပေးနိုင်ဖို့အတွက်စီးပွားရေးတစ်ခုတည်ဆောက်တယ်ပေါ့နော်တည်ဆောက်ရင်လည်းခုလိုစီးပွားရေးလုပ်ငန်းရှင်တယောက်လည်းဖြစ်လာတာပေါ့